န်ကောက်မြို့မှာညဘက်တွေဆိုဘဲဒရက်စီဒရိုက်ဘာမှမလိုက်ရဲတဲ့နေရာတစ်ခုရှိတယ်။ဇလန်းကိုမပြောခင်မှာကြောက်တဲ့သူတွေနဲ့အသက်16နှစ်မပြည့်သေးတဲ့လူကဒီဗီဒီယိုကိုဆက်မကြည့်ဖို့ပြောချင်ပါတယ်။မြို့ကရှေးဟောင်းဘုံကြီးကျောင်းတစ်ခုဖြစ်တဲ့ West Seminary ကျောင်းအနီးကတရေ6တဲ့ညီမ2ယောက်ရဲ့ဇလန်းကဘန်ကောက်ကတက်စီဒရိုက်ဘာတွေကြားမှာအထူးရေပန်းစားပါတယ်။ဒီအဖြစ်အပျက်ကိုပြောပြရမယ်ဆိုရင်တော့2000မပြည့်ခင်ခုနှစ်ဝန်းကျင်တွေလောက်မှာဘန်ကောက်ရဲ့ညတညမှာတော့တက်စီမောင်းနဲ့နုံးဆိုတဲ့လူတစ်ယောက်ကပါတီတစ်ခုကနေမနက်3နာရီလောက်မှာအိမ်ကိုပြန်လာခဲ့ပါတယ်။သူပြန်တဲ့လမ်းပေါ်မှာအနက်ရောင်ဝတ်စုံဝတ်ထားတဲ့လှပတဲ့မိန်းကလေး2ယောက်လမ်းလျှောက်လာနေတာကိုတွေ့လိုက်ရတယ်။ဒီလိုညအချိန်မိန်းကလေး2ယောက်ကိုတွေ့လို့အကူကြီးလိုမဲ့ထင်ပြီးသူကကူညီဖို့ကြိုးစားလိုက်ပါတယ်။အဲ့ဒီမိန်းကလေး2ယောက်ရဲ့အနားကိုရောက်လာချိန်မှာတော့ကြည့်လိုက်တော့ကိုနေဟန်ထားကောင်းကောင်းနဲ့တယောက်ကသပင်မတူမရှိနောက်တစ်ယောက်ကသပင်အတူနဲ့တို့2ယောက်စလုံးကအေးဆက်ဆက်မျက်နှာတွေနဲ့စကားမပြောကြပါဘူး။နုံကဘယ်သွားမလဲလို့မေးတော့သူတို့ကတက်စီဒရိုက်ဘာနုံရဲ့အနားကိုကပ်ပြီးတော့လေတံထွက်ရုံအတန်လေးနဲ့ West Seminary ကျောင်းကိုပို့ပေးပါလို့ပြောပါတယ်။ဒါနဲ့နုံလည်းသူတို့ကိုကားပေါ်တင်ပြီးခေါ်လာခဲ့ပါတယ်။သူတို့ကားပေါ်ရောက်ပြီးတော့နုံကကားသမီးပြောဖို့စတင်ပြီးမှသူတို့ကတော့စကားလုံးဝပြောချင်ပုံမပေါက်ပါဘူး။မင်းကလေး2ယောက်ရဲ့ပုံစံကစိတ်တက်ကြပြီးအရန်ဝမ်းနေနေတဲ့ပုံတွေပေါက်နေတယ်လို့ထင်ရပါတယ်။ဒါကြောင့်တက်စီသမားနုံကဘာစကားမှမပြောဘဲတိတ်တဆိတ်ပဲကားကိုမောင်းလာခဲ့ပါတယ်။ဒီလိုနဲ့ West Seminary ကျောင်းသားနေလာလို့ယထာလမ်းဖြတ်ကူးတဲ့နေရာရောက်တဲ့အခါမှာတက်စီမောင်းသူနွမ်းကရောက်တော့မယ်ဖြစ်ကြောင်းပြောဖို့နောက်ခန်းကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့နောက်ခန်းထဲကခီးတဲ့မျိုးသမီး2ယောက်စလုံးကရုတ်တရက်ပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့နွမ်းလဲသူတို့တွေကားပေါ်ကဆင်းသွားကြတာလားလို့ဇဝေဇဝါဖြစ်မိပြီးကားအောက်ကိုဆင်းပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။အဲ့ဒီအခါကားရဲ့ခက်လန်းလန်းကယထာလန်းပေါ်မှာအမျိုးသမီး2ယောက်ကိုတွေ့လိုက်ရပါတယ်။သူကြည့်နေရင်းနဲ့ကိုဒီမျိုးသမီး2ယောက်ရဲ့ခန္ဓာကိုယ်တွေကပြက်ထွက်သွားပြီးတစ်ယောက်နဲ့တစ်ယောက်ဆွဲပြီးယထာလန်းပေါ်မှာတွားသွားနေတာကိုတွေ့လိုက်ကြပါတယ်။တက်စီသမားနွမ်းလဲကြောက်စိတ်တွေနဲ့လူကတောက်နှောင်ချင်းရက်နေခဲ့ပါတယ်။ခဏနေသူတတိဝင်လာတဲ့အခါမှာတော့သူကတုံတုံရင်ရင်နဲ့ကားပေါ်ကိုတက်ခဲ့ပါတယ်။ကားပေါ်ရောက်တော့သူဆက်နှိုးပြီးမောင်းပြေးခဲ့ပါတယ်။နုံကသူ့ရဲ့အဖြစ်အပျက်ကိုပြောပြခဲ့ပေမဲ့တချို့တွေကသူကပါတီကအပြန်မူးနေလို့ထင်အောင်ထင်မှဖြစ်နေတာပါဆိုပြီးမယုံကြပါဘူးမယုံတဲ့သူတွေအတွက်လည်းသူ့မှာပြစရာတသက်မရှိခဲ့ပါဘူးစိတ်ကူးရင်ဇလန်းတစ်ခုဖြစ်တာရှိခဲ့ပါတယ်နုံကတော့ဒီနောက်ဆက်တွဲအနေနဲ့နှလုံးရောဂါကိုခံစားခဲ့ရပါတယ်နုံကဒီဖြစ်ပြီးတဲ့နောက်မှာတက်စီမောင်းတဲ့ကုမ္ပဏီကနေအလုပ်ထွက်လိုက်ကြတယ်။သူကဘယ်တော့မှတက်စီမမောင်းတော့သလိုအဲ့ဒီနေရာအဲ့ဒီမြို့နယ်ကိုတော့သူမသွားတော့ပါဘူး။ဒီတက်စီမောင်းသမားနုံရဲ့ဇလန်းကို2004ခုနှစ်မှာ Shook FM ရေဒီယိုကနေပြီးအင်တာဗျူးထားတာလေးလည်းရှိပါတယ်။ဒီလိုနဲ့နေပြီးတော့နှစ်နှဲငယ်ကြာမှာတော့ဂျဝက်ဆိုတဲ့တက်စီသမားတစ်ယောက်ဟာလည်းဒီအဖြစ်ပြက်အတိုင်းကြုံတွေ့ခဲ့ရပါတယ်။ဘန်ကောက်ရဲ့ night life ကနေပြန်လာပုံရတဲ့အနက်ရောင်ဝတ်ထားတဲ့အမျိုးသမီး2ယောက်ကိုသူကလိုက်ပို့ပေးခဲ့တာပါ။ရရှိယထာတန်လန်းနာရောက်တော့အရင်ကပုံစံအတိုင်းပဲအမျိုးသမီး2ယောက်ကပတ်ွယ်သွားတဲ့အချိန်မှာပဲဂျက်ဝက်ကဒီဇလန်းကိုအရင်ကကြားဘူးထားတာဖြစ်တဲ့အတွက်သူဟာဒါတရေ6ခံနေရပြီဆိုတာကိုတန်းပြီးတော့သိခဲ့ပါတယ်။သူကအရန်ကိုကြောက်လန့်လာပြီးတော့ကားပေါ်ကမဆင်းပဲအရှိကိုပဲကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတွေ့လိုက်ရတာကတော့သူ့ရဲ့ကားရှိယထာလန်းဘေးမှာအဲ့ဒီအမျိုးသမီး2ဦးရက်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့နှစ်ဖူးတွေကနေမျက်နှာပေါ်ကိုသွေးတွေစီးကျနေပါတယ်။တက်စီသမားဂျဝက်ကလည်းကားကိုချက်ချင်းဆက်နိုးပြီးမောင်းထွက်လိုက်ပါတယ်။ဒါပေမဲ့လန်းလန်းနာကယထာတန်လန်းပေါ်ရောက်လာတော့ကားဆက်ကရုတ်တရက်ထိုးရက်သွားပါတယ်။အဲ့ဒီချိန်မှာသူလည်းအရန်ကိုကြောက်လန့်နေပါပြီ။မကြခင်မှာပဲသူ့ရဲ့ကားခေါင်မိုးပေါ်ကိုကြီးမားတဲ့အရာတစ်ခုပြုတ်ကျတဲ့အတန်ကိုကြားလိုက်ရပါတယ်။သူဟာယထာလန်းကူပေါ်ကားရက်သွားတဲ့အတွက်ယထာတိုက်ခံရမှလည်းကြောက်လန့်နေပါတယ်။နောက်ဆုံးမှာတော့ကံကောင်းထောက်မှစာနဲ့ကားကမောင်းလို့ရသွားလို့သူမောင်းထွက်ခဲ့ပါတယ်။ဒီသွေးပြက်ပွဲဖြစ်ပျက်ကြီးပြီးတဲ့နောက်မှာဂျဝက်ကလည်းတက်စီဒရိုက်ဘာအလုပ်ကနေလုံးဝရက်နာခဲ့လိုက်ပါတော့တယ်။သူကနောက်ဆုံးဘယ်လိုကားကိုမဆိုမမောင်းတော့တဲ့အထိပါပဲ။
ဒီဇလန်တွေကြောင့် taxi driver အများစုကညဘက်မှာအဲ့ဒီ area ကိုဖြတ်မောင်းဖို့ဝင်လေးခဲ့ကြပြီးတချို့ဆိုရင်အလုပ်ပါထွက်ခဲ့ကြရပါတယ်ဒီမိန်းကလေးနှစ်ယောက်ကဘသူတွေလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူးဒါပေမဲ့ဒီအဖြစ်အပျက်တွေက1990 2000ပြည့်နှစ်ကြားတွေမှာဖြစ်ခဲ့တာမို့ဒီမတိုင်ခင်ဒီရထားလမ်းမှာဘာဇလန်းတွေရှိခဲ့တာလဲလို့လူတွေကရှာဖွေကြပါတယ်ကြားတဲ့အဖြေမဟုတ်ပေမဲ့ဇလန်းတစ်ပုဒ်ကတော့ပေါ်ထွက်လာခဲ့ပါတယ်1990ကျော်လောက်ကချူလီနဲ့ဆူလီဆိုတဲ့ညီမနှစ်ယောက်ဟာသူတို့ရဲ့မိခင်ဇာပနာကိုတွားဖို့အတွက်ဒီလမ်းကနေလာနေခဲ့တာဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲသူတို့နှစ်ဦးဟာ West Miranary ဖျားเจ้าရှိကယထာလမ်းဖြတ်ကူးတဲ့နေရာမှာယထာတိုက်ခံရပြီးညီမနှစ်ယောက်စလုံးဟာစိုးဝါးလှတဲ့ပုံစံနဲ့တည်ဆုံသွားကြတာပါ။သူတို့ဘလို့ကြောင့်ယထာတိုက်ခံရလဲဆိုတာသေချာမသိခဲ့ကြပါဘူး။ဒါပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေဟာထချမ်းကွဲသွားပြီးခန္ဓာကိုယ်အပိုင်းစများကလည်းယထာတန်လန်းပေါ်ပြန့်ကျဲသွားခဲ့ကြပါတယ်။ချူလီနဲ့ဆူလီညီမနှစ်ယောက်ဟာဒီလိုကြောက်စရာကောင်းတဲ့သေဆုံးမှုမျိုးအပြင်ဒီလိုဆိုးဝါးလာတဲ့အဖြစ်ပြက်မဖြစ်ခင်မိခင်ရဲ့စာပနာပွဲကြောင့်သူတို့ရဲ့စိတ်တွေဟာ West Miranary ကျောင်းပတ်ဝန်းကျင်မှာဆွဲလန်းနေမှာတော့အသေးစားပဲဖြစ်ပါတယ်။ညာနှောင်းပိုင်းအချိန်တွေမှာဒါမှမဟုတ်မိုးချုပ်စအချိန်တွေမှာဒီယထာလမ်းပေါ်နဲ့ဖះเจ้าရှိကကားလမ်းမှာရှောက်နေတဲ့ဒီညီမနှစ်ယောက်ရဲ့ဝိညာဉ်တွေကိုတွေ့ရတတ်ပါတယ်။ပါဒီယန်အနီးဝန်းကျင်မှာမိန်းကလေးနှစ်ယောက်ပေါ်လာပြီးတက်စီသမားတွေကိုတားဆီးလေးရှိပါတယ်။သူတို့ကတက်စီမောင်းသူတွေကိုစကားတခွန်းမှမပြောဘဲခတ်တိုးတိုးလေတန်းနဲ့ West Miranary ကျောင်းကိုပို့ပေးပါလို့ပြောကြပါတယ်။အခုချိန်မှာတော့အယထာလန်ကိုအစ်စ်မြင့်ထားတာဖြစ်တဲ့အတွက်လမ်းဖြတ်ကူးစရာမလိုတော့ပါဘူးယထာလန်တိကြီးရဲ့ဘေးမှာတော့ယထာလန်ဟောင်းကတော့ရှိနေစေဖြစ်ပါတယ်ချူလီနဲ့ဆူဒီညီမနှစ်ယောက်ရဲ့ဝိညာဉ်တွေကတော့ဆက်လက်ပေါ်ထွက်လာမလားဆိုတာတော့မသိကြသေးပါဘူးဒီဖြစ်ပျက်လေးကိုပြောပြခြင်းလို့အဲ့ဒီနေရာကိုသွားပြီးဗီဒီယိုရိုက်လာခဲ့ပါတယ်အခုနားထောင်နေသူတွေလည်းဒီဗီဒီယိုတွေကဘူရာတစ်ဝိုက်ကိုကြည့်ပြီးစိတ်ထဲမှာတစ်ခုခုခံစားရတယ်ဆိုရင်ပြောသွားကြပါအောင်နော်နားထောင်ကြသူအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်